ဘဝကဘာလဲဆိုတော့ဘဝကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ဒါပဲလေကျွတ်တို့ကခက်တာကအဲ့ဒီမွေးဖွားတာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့ तू ကဘာငါကဘာ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တည်းစိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအဆင်ပြေလဲပဲသိရမယ်ဘဝအဆင်မပြေလဲပဲသိရမယ်ဘဝဘဝကိုကျွတ်တို့ဟာသိရမယ်ဘဝလို့မြင်တတ်ဖို့လိုပဲအဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါနှစ်ခါလောက်သိတဲ့အတိနဲ့အကျဉ်းရာနဲ့ချီပြီးတော့သိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြတစ်ခါသိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြင်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိ